7 days TV ကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်အားလုံးမင်္ဂလာပါ2019ခုနှစ်ဩဂတ်လ9ရက်ကနေ15ရက်နေ့အတွင်းတည်ရှိနေတဲ့တပတ်တာကာလတော်တွင်မှာတနင်္ဂနွေနေ့မွေးသူတွေအတွက်ထူးထူးခြားခြားကောင်းခြင်းကံနဲ့တိုးတက်ခြင်းတွေဖြစ်ပေါ်မဲ့သဗ္ဗသိတိကောင်းခြင်းကံလွှမ်းမိုးနေတဲ့နေ့ရက်တစ်ခုဖြစ်ပါတယ်ငွေကြေးကဏ္ဍလုပ်ငန်းစီးပွားရေးရာဖြာဖြာကောင်းစွာတိုးတက်ခြင်းလိုပြည့်စုံခြင်းနဲ့ဘဝအခြေအနေမြန်မာတိုးတက်ခြင်းတို့ကိုအထင်ရှားဖြစ်ပေါ်မဲ့ကာလပါပဲတခါမှမလုပ်ဘူးသေးတဲ့လုပ်သစ်တွေကိုလည်းလုပ်ကင်နိုင်မယ်နေရာပြောင်းလဲမှုနဲ့တိုးတက်မှုတွေလည်းရှိလာမယ်ဥတီချက်သစ်နဲ့ရှေ့တိုးလုပ်ကင်ခြင်းတွေရဲ့အနှစ်သာရကိုလည်းရရှိမယ်ကိုယ်တိုင်တွင်၎င်းမိသားစုမှာသော၎င်းစီးပွားလက်လာပါဥစ္စာတနာဖွံ့ဖြိုးခြင်းတိုးတက်ခြင်းကံမြမာခြင်းနဲ့အလိုဆန္ဒပြည့်စုံခြင်းတို့ကိုစနစ်တကျကြုံတွေ့နိုင်တဲ့နေသားနဲ့တိုးတက်တဲ့အခြေအနေတွေလွှမ်းမိုးတာကိုတွေ့ရပါတယ်။ဩဂတ်လ9ရက်နေ့10ရက်နေ့တွေမှာပြောင်းလဲတိုးတက်မှုတွေရှိပြီးတော့17 12ရက်နေ့တွေမှာငွေကြေးကံကောင်းခြင်းကြုံမဲ့13ရက်နေ့မှာမတော်ဆနေကျူးဆက်ရမယ်ရန်ပဋိပက္ခကြုံမဲ့အထင်လွဲမှားမှုတွေဖြေရှင်းရမယ်14 15ရက်နေ့တွေကတော့ထူးထူးခြားခြားကောင်းခြင်းနဲ့တိုးတက်ခြင်းနဲ့စနစ်တကျဖြစ်ပေါ်ကြိုးပေးသွားပါလိမ့်မယ်အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်ပြဿနာခက်ခဲရန်တိုက်ခံနေတဲ့ထိတိုက်တွေ့မယ်။ကြာသပတေးနေ့သောကြာနေ့စနေနေ့မွေးသူတွေကိုယ့်အတွက်ကောင်းကျိုးပေးပြီးတော့တနင်္ဂနွေတင်းလာမွေးသူတွေကတော့အလုတ်သစ်ကြံသစ်တွေလှုပ်တဲ့ကမှာပူးတွဲလှုပ်ဖို့အတွက်တင့်တယ်လျောက်ပတ်တဲ့နေသားတွေဖြစ်တာကိုတပတ်တာအတွင်းတည်ရှိနေတဲ့အနေအထားအရတွေ့ရပါတယ်။ဒီတပတ်တာကာလအတော်အတွက်မှာနံပါတ်1ခုကိုကနန်းတွေကိုချိုးပြီးတဲ့ကနန်းတွေဖြစ်သုံးပြီးတော့ဝါလိမော်ရွှေအိုရောင်တို့ကိုအကျိုးပေးတဲ့ရောင်တွေဖြစ်သုံးဆွဲနိုင်ပါတယ်။သပြေပန်းမကြခဏဖျားလူတန်းချင်းပြု၍အလိုရှိရာဆန္ဒတွေဆူတောင်းပြည့်နိုင်တဲ့အနေအထားကျရောက်ပါတယ်။တနင်္လာနေ့မွေးသူတွေမှာတော့ရပ်တန့်ထားတဲ့လူတွေပြန်လဲစတင်ဆောင်ရွက်အကျိုးပေးခြင်းနဲ့တကွငွေကြေးကံလုပ်ငန်းကံဘဝကံအပြောင်းလဲနဲ့တိုးတက်မှုတွေရှိမယ်။မိမိဆုံးရှုံးပြီးလောအောင်မိထားတဲ့ပစ္စည်းလေးတွေပြန်လဲရရှိနိုင်တဲ့အနေအထားကြုံတွေ့ရမယ်။အရာဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လူတွေအကျိုးပေးလူမျိုးကွဲလူမျိုးကြားနဲ့တိုက်ဆက်ဆက်ပြီးတော့လုပ်ကင်မှုတွေရဲ့ကောင်းသောအကျိုးဆက်နဲ့နှစ်သာရတွေရချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလိုက်တဲ့ကိစ္စတွေရဲ့အစစ်မြင့်အောင်မြင်မှုနဲ့တိုးတက်မှုတွေကိုအခိုင်အမာရရှိမဲ့နေထားနဲ့ဘဝတိုးတက်မဲ့အခြေအနေတွေကိုထင်ရှားစွာတွေ့ရှိနိုင်ပါတယ်။ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ရှေ့တိုးလုပ်ကင်ခြင်းတို့ရဲ့နှစ်သာရကိုလည်းရရှိမဲ့ကာလလို့သတ်မှတ်ပါတယ်။9ရက်နေ့မှာရန်တိုက်ခံတွေများမယ်စကားများမယ်10ရက်နေ့ကတော့အထူးတလဲတက်တဲ့ကံကြမ္မာနဲ့အောင်မြင်တဲ့ကံကြမ္မာတွေရှိ17ရက်နေ့ကသူများပြဿနာတွေလိုက်ဖြေရှင်းရမယ်12ရက်နေ့ဆက်တိုက်အညံ့ရှိအခက်အခဲတွေနဲ့ကြုံမယ်13 14 15ရက်နေ့တွေမှာချုံးမွေခြင်းဆင်ပြေခြင်းကံကောင်းခြင်းနဲ့တိုးတက်ခြင်းများစင်ဆက်မပြတ်ဖြစ်ပေါ်သွားပါတယ်။ဖော်သွင်းရထားစိုက်ကင်းနဲ့တိုက်တဲ့အတွက်ငွေကြေးလက်လာပါတာမန်နဲ့ပူပြီးဝင်မဲ့နမိတ်နဲ့အကျိုးပေးတဲ့သဘာဝတွေကြုံတွေ့ရမှာဖြစ်ပါတယ်။တနင်္ဂနွေနေ့သောကြာနေ့စနေနေ့မွေးသူတွေကိုနဲ့အကျိုးပေးတဲ့တင်းလာနေ့ကြာသပတေးနေ့မွေးသူများကြောင့်ပြဿနာခက်ခဲတွေရှိတတ်တဲ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကြတော့အလေလက်အကျိုးပေးတာကိုတွေ့ရှိရပါတယ်နံပါတ်2ခုကိုကနန်းနေ့အကျိုးပေးပါတယ်အဖြူအစိမ်းပြာရောင်တို့ကိုသုံးချပြီးလိုရှိရာကိစ္စများရှေ့တိုးဆောင်ရွက်အောင်မြင်မှုကိုရရှိနိုင်ပါတယ်စပယ်ပန်းမကြခဏလူတန်းချင်းပြုပေးပါအင်္ဂါနေ့မွေးသူတွေအတွက်ကတော့ရန်ပဋိပက္ခတွေနဲ့ထိတိုက်တွေ့မယ်စိတ်နှောက်ယှက်တွေများမယ်မှန်းတာနဲ့လက်တွေကုန်းကွာမယ်ကိုစီစဉ်ထားတစ်မျိုးလက်တွေတစ်မျိုးအတော့ကိုရှုပ်ရှုပ်ထွေးထွေးနဲ့ဖြတ်သန်းရမယ်အနေထားရှိတယ်စက်ပစ္စည်းလက်စပစ္စည်းတွေပျက်စီးများမယ်ငွေကုန်ကြေးကျများမယ်9ရက်နေ့ကတော့အထူးကိုသတိထားတဲ့နေ့ပြဿနာကိုတစ်မျိုးပြီးတစ်မျိုးဖြစ်တတ်တယ်10ရက်နေ့17ရက်နေ့12ရက်နေ့3ရက်တွင်ကတော့ငွေကြေးလုပ်ငန်းရေးရာပြပြအဆင်ပြေမယ်13ရက်နေ့ကငွေကုန်များစရာတွေကျုံ14ရက်နေ့ကပြဿနာတွေတစ်ခုပြီးတစ်ခုဖြေရှင်းရမယ်15ရက်နေ့ကလည်းပြဿနာဟောင်းတွေပြန်ပေါ်ပြီးတော့စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်ကျမ်းမာရေးတောင်မှထိခိုက်တတ်တယ်ကြာသပတေးနေ့သောကြာနေ့စနေနေ့မွေးသူတွေကိုကောင်းကျိုးပေးပြီးတော့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်ပြဿနာတွေဖြစ်တတ်တယ်တနင်္ဂနွေတင်းလာမွေးသူတွေရဲ့အကြံဉာဏ်ကိုယူပြီးတော့အလုတ်သေးကြံစီသစ်တို့ကိုရှေ့တိုးဆောင်ရွက်လို့အောင်မြင်နိုင်တဲ့အနေအထားချရောက်မှာဖြစ်တယ်တပတ်တာကာလအတော်တွေမှာအပြာရောင်အနီရောင်ချက်သွေးရောင်တို့ကိုကိုယ်တွေ့ကျိုးပေးတဲ့ရောင်တွေဖြစ်သုံးဆွဲနိုင်ပါတယ်။နံပါတ်9ခွန်ရှေကနန်းတွေကျိုးပေးပါတယ်။အနီရောင်ဖဲကျိုးစာတစားကို
ရင်မွေးဖြန်းပြီးပိုက်ဆိုင်တဲ့ဆောင်ခြင်းဖြင့်လက်ပွင့်ခြင်းကံကောင်းခြင်းတိုးတက်ခြင်းတို့ကိုကြုံတွေ့ရမှာဖြစ်ပါတယ်ဗုဒ္ဓဟူးနဲ့မွေးသူတွေမှာပြဿနာတစ်မျိုးပြီးတစ်မျိုးတွေ့တတ်တယ်ကိုကစေတနာနဲ့ကုညီလိုက်ပေမဲ့လည်းဒီစေတနာဝေဒနာဖြစ်သွားတတ်တယ်လူပေါင်းမှဆုံးဖြတ်ချက်မှားမယ်သူများပြဿနာကိုပြဿနာဖြစ်မယ်စာရွက်စာတမ်းလက်ပြောင်းလက်လွယ်သတိထားမယ်အာမခံခြင်းတာဝန်ယူခြင်းရှောင်ပေးရမယ်ပဋိပက္ခအသွင်တွေခြုံပြီးမှကောင်းခြင်းကံကြမ္မာအနည်းငယ်ဖြစ်ထွန်းလာနိုင်တယ်စိတ်ရှည်ရမယ်ကာလတစ်ခုပါပဲဒီကာလတော်တွေမှာငွေကြေးဝင်ငွေကံကောင်းတဲ့ကစားထွက်ချင်းနေရတော့ဆက်တိုက်ဖြစ်နေတယ်9ရက်နေ့မှာရန်တိုက်ခတ်နေတဲ့ထိတိုက်တွေ့မယ်10ရက်နေ့မှာကံထူးထူးခြားခြားပြောင်းလဲရှိပြီး17 12ရက်နေ့မှာငွေကြေးကံကောင်း13ရက်နေ့မှာရန်တိုက်ခတ်နေကြုံမယ်14ရက်နေ့မှာမတော်တဆထိခိုက်မှုကြည့်ဆိုင်ရမယ်ညာချီညာလဲသတိထား15ရက်နေ့ကတော့လူမှုရေးပဋိပက္ခလေးတွေတိုက်ခတ်လေးတွေကြားတဲ့အကိုဘဝဖြတ်သန်းဖြည့်ရှင်းရမယ့်အနေအထားရှိတယ်ပင်ကိုကံနေတာရဇာတာပတိနေ့တောက်ကြနေ့စနေနေ့မွေးသူတွေနဲ့ပတ်သက်တဲ့ကံကောင်းတယ်တနင်္ဂနွေနေ့တင်းလာနေ့မွေးသူများကြောင့်ပြဿနာတွေဖြစ်တတ်တယ်အင်္ဂါနေ့ဗုဒ္ဓဟူးနေ့မွေးသူတွေကြောင့်အခက်အခဲလေးတွေပုံမပြီးတော့ရင်ဆိုင်ရတဲ့အထင်မှားခံတတ်တာလေးတွေကြုံတတ်တယ်အနီရောင်ပြားရောင်မိခိုးရောင်တို့ကိုကျိုးပေးတဲ့ရောင်တွေဖြစ်သုံးဆွဲနိုင်တယ်နံပါတ်5ခု9ကနန်းအကျိုးပေးတယ်အញ្ញံဆိုးတွေကင်းဝေးသွားစေဖို့အတွက်အိမ်မှာရှိနေတဲ့ရေသံဘူးအဟောင်းရှာဖွေဆွန့်ပစ်လိုက်ပါယာဟုမွေးသူတွေအတွက်ကတော့ငွေကုန်ကြေးကြများခြင်းကိုကိစ္စမဟုတ်ပဲအလုပ်ပိုကိစ္စပါယာဟုမွေးသူတွေအတွက်ကတော့ငွေကုန်ကြေးကြများခြင်းကိုကိစ္စမဟုတ်ပဲလုပ်ဖို့ကိစ္စဖို့တွေနဲ့ထိတ်တဲ့ရင်ဆိုင်ရခြင်းပြဿနာပဋိပက္ခများကိုဖြေရှင်းအောင်မြင်ခြင်းနဲ့လိုရာဆန္ဒအလုံးစုံကိုလုတ်ကန်၍ကောင်းသောတက်လန်းတွေကိုလည်းရမယ်ငွေကြေးကတော့လက်ဝဲဘလောက်ဝင်မမြဲတဲ့ဓာတ်ကပေါ်ထွန်းနေတယ်ဆောင်ရွက်သမျှကိစ္စမှာလည်းတပားသူတဲ့နှာတပြားဆောင်လုတ်ကန်နိုင်ခြင်းသာမကလုတ်သမျှလူသိရှင်ကြားထင်ရှားခြင်းကိုရရှိနိုင်တယ်9ရက်နေ့ကတော့ထူးကောင်းတဲ့ရက်ဖြစ်တယ်10ရက်နေ့17ရက်နေ့12ရက်နေ့3ရက်တွင်ကစေတနာဝေဒနာဖြစ်တတ်တယ်ရန်တိုက်ခတ်နေနဲ့ကြုံတွေ့တတ်တယ်ထူးခြားချက်ကတော့73ရက်နေ့မှာပေါ်ပေါက်လာတဲ့ခွင့်ရတွေကိုလက်တွေ့သုံးချပြီးအောင်မြင်မယ်14 15တွေကတော့အလုံးစုံကောင်းခြင်းတိုးတက်ခြင်းနဲ့ကံမြတ်မားခြင်းတွေစင်ဆက်မပြတ်ဖြစ်ဖို့အကျိုးပေးနိုင်ပါတယ်ကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းအစဉ်စဉ်ရရှိခြင်းနဲ့တကွအလိုဆန္ဒရည်မှန်းချက်တွေကိုအပြည့်အဝအောင်မြင်အောင်ဆောင်ရွက်နိုင်ဖို့အတွက်အထောက်အကူပြုတဲ့သူတွေကတော့တနင်္လာတောက်ကြစနေနေ့မွေးတဲ့သူတွေဖြစ်ပြီးတနင်္ဂနွေဗုဒ္ဓမွေးသူတွေကြောင့်စိတ်နှောက်ယှက်ရှိနိုင်ပါတယ်အင်္ဂါနေ့ကြာသပတေးနေ့မွေးသူတွေကပုံမှန်ထောက်ကူလေးတော့ကိုယ်ပေးနေအောင်ပါနံပါတ်4ခု9ကနန်းနေအကျိုးပေးတဲ့အညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုအကျိုးပေးတဲ့ရောင်တွေဖြစ်သုံးဆွဲနိုင်ပါတယ်မကြာခဏဆိုသလိုအရှိရက်ကိုမျက်နှာမူပြီးတော့အစားသောက်အာဟာရတို့ကိုစားသုံးခြင်းပြုပေးပါထူးထူးခြားခြားကောင်းခြင်းကံများဝင်ရောက်ထူးခြားလာပါလိမ့်မယ်ကြာသပတေးနေ့မွေးသူတွေထူးထူးခြားခြားကောင်းခြင်းနဲ့တိုးတက်ခြင်းတွေကြုံမယ်ငွေကြေးကံစီးပွားကံထူးခြားစွာတက်လန်းပေါ်ပေါက်ပြီးတော့ရာဇဂိမ်းနဲ့တိုက်ဆိုင်ပြောရေးဆိုရေးလုပ်သမျှအောင်မြင်ရည်မှန်းချက်သစ်တွေကိုလက်တွေ့ကောင်းထည့်ဖို့လို့ကောင်းတဲ့နေထားရှိပြီးတော့ကိုယ့်ရဲ့ရည်မှန်းချက်နဲ့ငွေကြေးကံစီးပွားရေးရာကံတွေမှာတာမန်တဲ့မြင့်မားတဲ့နေထားနဲ့တိုးတက်တဲ့ခြေနေကောင်းတွေကိုအစစ်စင်ခိုင်မှာရရှိပြောင်းလဲတိုးတက်သွားမှာကိုတွေ့ရတယ်။ချက်ချင်းဆုံးဖြတ်ပြီးသားရှေ့တိုးလို့ပါတွေးဝေးရင်မှားယွင်းသွားနိုင်တယ်။ဆိုင်းငံ့ထားလိုက်ရင်နှောင့်နှေးသွားနိုင်တယ်။ရပ်တန့်ထားရင်ပြန်ဆလို့မရနိုင်ဘူးဆိုတော့မတန်တင်ရမှာဖြစ်တယ်။9ရက်နေ့မှာအရာရာဆင်ပြေမယ်။10ရက်နေ့မှာအလုပ်ချက်ထွင်သမျှအောင်မြင်မယ်။17ရက်နေ့မှာဖြစ်တဲ့ပြဿနာတွေချက်ချင်းဖြေရှင်းမှာ12 13 14ငွေကြေးကိစ္စဆောင်ရွက်မှုလုံးစုံဆင်ပြေမယ်15ရက်နေ့မှာအပြောဆိုနေတိုင်းဂရုစိုက်ရမှာဖြစ်ပါတယ်စကားမှားတတ်တယ်တပတ်တာကာလအတော်တွင်မှာဇာသပတေးနေ့ဗုဒ္ဓနေ့အင်္ဂါနေ့မွေးသူတွေကိုကောင်းကျိုးပေးပြီးတော့တနင်္လာနေ့သောကြာနေ့မွေးသူများကြောင့်ပြဿနာတစ်မျိုးပြီးတစ်မျိုးဖြစ်ပေါ်နိုင်တဲ့အနေအထားရှိတယ်တနင်္ဂနွေနေ့စနေနေ့မွေးသူတွေကတော့အလယ်လက်အကျိုးပေးတဲ့သဘာဝကိုစောင့်ယူပါတယ်
အညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုအကျိုးပေးတဲ့ရောင်တွေဖြစ်သုံးဆွဲရမှာဖြစ်ပါတယ်နံပါတ်3 6 9ကဏ္ဍတွေအကျိုးပေးပါတယ်အပြာရောင်ဖဲကြိုးစတစကိုမိမိအနီးပါအမြင့်တဲ့နေရာမှာတင်ထားလိုက်ပါကောင်းခြင်းကံကြမ္မာများထင်ရှားစွာဖြစ်ပေါ်လာပါမယ်တောက်ကြနေမွေးသူတွေအတွက်ထူးထူးခြားခြားကောင်းခြင်းနဲ့တိုးတက်ခြင်းတွေရှိပြီးတော့သဗ္ဗသိတ္တိကောင်းခြင်းကံကြမ္မာထင်ရှားစွာပြည့်စုံသောနေ့တိုင်းကိုကြုံတွေ့ပြီးတော့တပတ်တာအတွင်းလုံသမျှထင်ရှားတိုးတက်တဲ့မိကောင်းဆွေကောင်းတောက်ကူရမယ်ပြည့်ရသူတွေကတော့စမ်းဖွင့်မယ်ကျမ်းမာရေးကိုတော့နိုင်ငံကျူးဆိုင်ရမယ်အခက်အခဲအလုံးကိုကျော်လွှားပြီးထူးခြားတဲ့ကံကြမ္မာနဲ့တိုးတက်ခြင်းတွေကိုဖန်တီးနိုင်တဲ့အခါကောင်းနဲ့ကြာရောက်နေတဲ့အနေအထားရှိတယ်အမျိုးသမီးမိတ်ဆွေကြီးကဲတူးထံကအကူညီရမယ်အလှရှာခြင်းအလှလျှောက်ခြင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအတွက်ထူးထူးခြားခြားကောင်းပြီးတော့ငွေကြေးလက်လာပါမှာတိုးတက်တဲ့ကံတွေပွင့်မယ်9ရက်နေ့ကတော့အရာရာဆင်ပြေမယ်10ရက်နေ့အရာဝင်းနဲ့ဆက်သွယ်ပြီးလုပ်တဲ့လုံချိုးပေးတယ်17ရက်နေ့မှာငွေစုလိုက်ဝင်မယ်12ရက်နေ့မှာပြဿနာတိုက်ခံနေကြုံပြီးတော့13 14 15ရက်နေ့တွေမှာလုပ်ငန်းတွေကြံသစ်တွေရှေ့တိုးလုပ်ကိုင်ခြင်းရဲ့ကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုတွေကိုစနစ်တကျရရှိကံကောင်းခြင်းနဲ့တိုးတက်ခြင်းတွေကိုဖန်တီးနိုင်တဲ့နေထားကြောက်မှဖြစ်ပါတယ်တပတ်တာကာလအတော်တွင်မှာတနင်္လာနေ့အင်္ဂါနေ့တောက်ချာနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့စနေနေ့ဇာသပတေးနေ့မွေးတဲ့သူတွေကြောင့်ပြဿနာတစ်မျိုးပြီးတစ်မျိုးဖြစ်တတ်တယ်တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူတွေကတော့အလယ်လက်အကျိုးပေးတာကိုတွေ့ရပါတယ်နံပါတ်6ခု9ကဏ္ဍနေအကျိုးပေးတယ်အပြာရောင်ပန်းရောင်နီရောင်တို့ကိုအကျိုးပေးတဲ့အရောင်တွေဖြစ်သုံးဆွဲရမှာဖြစ်ပါတယ်နှင်းစီပန်းမကြာခဏဖျားလူတန်းပြီးတော့အလိုရှိရာကိစ္စများဆူတောင်းပြပါလိမ့်မယ်စနေနေ့မွေးသူတွေအတွက်ကတော့ထူးထူးခြားခြားကောင်းခြင်းနဲ့အကျိုးပေးခြင်းအောင်မြင်ခြင်းတွေရှိမယ်ရတနာပုံစိုက်ကိန်းနဲ့တိုက်တဲ့အတွက်ငွေစုလိုက်ဝင်ခြင်းကိုလည်းကြုံတွေ့ရမှာဖြစ်တဲ့ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်ကန်ခြင်းတွေရဲ့ကောင်းသောအကျိုးဆက်နဲ့နှစ်သာရတွေကိုပိုင်ပိုင်နိုင်နိုင်ရရှိခံစားစိတ်ကူးကောင်းတဲ့အကြံစီတွေကိုလက်တွေ့ကောင်းထဲပေါ်ပြီးတော့အောင်မြင်ခြင်းရဲ့နှစ်သာရကြုံမဲ့ပုံမှန်နဲ့ငွေဝင်မဲ့ကာလတစ်ခုကိုဖြတ်သန်းပြီးတော့အလိုဆန္ဒပြည့်စုံမဲ့နေတာလိုရာအောင်မြင်အောင်ဆောင်ရွက်နိုင်တဲ့ခြေနေကောင်းတွေကိုဖန်တီးရရှိနေပါတယ်ပစ္စည်းလောင်ခြင်းဈေးကစားခြင်းတွေတောင်မှဆောင်ရွက်လို့ကောင်းစွန့်စားပြီးလှုပ်ရှားရှိရလို့လိုက်ပါထူးထူးခြားခြားအောင်မြင်သွားပါလိမ့်မယ်9ရက်နေ့ကတော့ရာရာဆင်ပြေမယ်10ရက်နေ့မှာတော့လူယုံမထားနဲ့သတင်းချက်လက်တွေလည်းပေါက်ကြားတတ်တယ်17 12 13 14ဆက်တိုက်ထူးထူးခြားခြားကောင်း15ရက်နေ့မှာအမှုပြဿနာမဖြစ်အောင်ထိန်းပေးရမယ်တပတ်တာကာလအတော်အတွင်းမှာတနင်္ဂနွေတနင်္လာအင်္ဂါနေ့မွေးသူတွေကိုကောင်းကျိုးပေးတယ်တောက်ကြနေမွေးသူများကြောင့်ပြဿနာဖြစ်တတ်တယ်ကျန်တဲ့မွေးသူတွေကတော့အလယ်လက်အကျိုးပေးတာကိုတွေ့ရှိရပါတယ်နံပါတ်8ခု9ကဏ္ဍတွေကိုကျိုးပေးကဏ္ဍတွေဖြစ်သုံးရမှာဖြစ်ပါတယ်အနဲ့ရောင်ပြခြင်းရောင်မိခိုးရောင်တို့ကိုကျိုးပေးတဲ့ရောင်တွေဖြစ်သုံးဆွဲရမှာပါကောင်းခြင်းကံကြမ္မာတွေထင်ရှားစွာရရှိစေဖို့အတွက်အိမ်မှာရှိနေတဲ့ပလတ်စတစ်အဟောင်းတွေကိုရှာဖွေပြီးစွန့်ပစ်လိုက်ပါထူးထူးခြားခြားကောင်းခြင်းနဲ့တိုးတက်ခြင်းတွေရရှိပြီးတော့စီးပွားလက်လာပါဥစ္စာဒနာဖွံ့ဖြိုးတိုးတက်ခြင်းတွေအထင်ရှားဖြစ်ထွန်းလာပါလိမ့်မယ်ဒီတပတ်တာကာလအတော်အတွင်းမှာဂျိုနေနေထားပိုင်းမှာဩဂတ်စ်လ14ရက်နေ့မှာဗုဒ္ဓဂျိုတင်ရသည်မှာနောက်ပြန်ဆသွားဒီဂျိုသွားခြင်းကြောင့်ကုန်စည်နှုန်းအပြောင်းလဲလေးတွေရှိလာမယ်ရန်တိုက်ခံလေးတွေပုံမှန်နဲ့များလာတာမျိုးဒီလုပ်ငန်းရှင်တွေမှာတွေ့ရလိမ့်မယ်အပြိုင်ဆိုင်လေးတွေများတဲ့သဘောအနည်းတော့မရှိဘူးနောက်ဒီကာလအတွင်းမှာရွှေနဲ့ပတ်သက်တဲ့တန်ဖိုးဈေးကွက်စီးကြောင်းအတက်အကျများမယ်15ရက်နေ့ကတော့အထူးပြုပြီးတော့မြမရိုးရာအစီအစဉ်လေးတစ်ခုရှိတယ်ရှေးခေတ်ကာလအစဉ်ဆက်ကစပြီးတော့ဝါကောင်လပြည့်ကျော်10ရက်နေ့မှာစည်ရည်တံမဲအလှူဒါနပြုလေပြုတာရှိတယ်မဲနိုင်ပြီးတော့မဲပေါက်တဲ့တန်ဃာတော်သို့မဟုတ်တန်ဃာတော်ကျောင်းတွေမှာသွားရောက်ပြီးတော့အလှူဒါနပြုခြင်းအမျိုးအစားဖြစ်တယ်အဲ့ဒီနေ့က15ရက်နေ့ဩဂတ်နေ့မှာကြာရောက်ပါတယ်ကိုယ်တိုင်လည်းနီးယာကိုနဲ့အစဉ်ပြေတဲ့ဒီဝင်းကျင်တွင်မှာရှိတဲ့တန်ဃာကျောင်းတိုက်တွေကိုစီးရင်မှတ်ပြီးတော့အဲ့ထက်ကမဲလေးတလေးနှိုက်ပြီးတော့အဲ့ဒီပေါက်တဲ့ကျောင်းကိုသွားရောက်ပြီးတော့ကိုတားသမျှလူဒါနာလေးစီးရံမဲရဲ့သဘာဝဒါနပြုရင်ထူးခြားတဲ့ကံကောင်းခြင်းတွေရမယ်ဆိုတဲ့အယူဆရှိပါတယ်ကျေးဇူးတင်ပါတယ်